Hello အားလုံးပဲမင်္ဂလာပါဆိုတော့ Kira ဒီနေ့မှာတော့general message လေးပြောပြသွားမယ်ပေါ့နော်ဆိုတော့ general message လေးနဲ့အခုလက်တလုံးမှာ Kira ရဲ့ video ကြည့်နေလူဘယ်လိုဖြစ်နေလဲနောက်ပြီးတော့ဒီအနာဂတ်မှာဘာတွေဖြစ်လာဖို့ရှိလဲဆိုတာကို Kira ဒီတက်လေးနဲ့ပြပြပေးသွားမှာဖြစ်ပါတယ် Okay ဆိုတော့ခိုင်းလိုပဲ Kira ကတ်တွေကို shuffle လုပ်နေတဲ့အချိန်မှာ universe ကိုနဲ့ပတ်သက်တဲ့message တွေရောက်လာဖို့အတွက်ဆူတောင်းထားလို့ရပါတယ် Queen of Potions, the High Priestess, Strength, okay. So တော့ဘောကောင်းလာကိုဒီမှာဘယ်လိုပြောမလဲလုံးဝဘယ်လို major changes တွေမြင်နေရတယ်ပေါ့နော်ဆိုလို့ချင်းတဲ့ဘောကကြတော့အရင်ဆုံးပြောရမယ်ဆိုရင်ဥပမာထားပါတော့နေ့စဉ်ဘဝမှာအဲ့လိုမျိုးတစ်ခုပြောင်းလဲရဆိုလဲလူတေးသေးကိုကိုပြောင်းလဲရမျိုးမဟုတ်ဘဲနဲ့ကိုရဲ့ဘဝရဲ့ chapter တစ်ခုအဲ့လိုမျိုးပြောင်းလဲရမျိုးတွေ့နေရတယ်ပေါ့နော်ဆိုတော့okay ဒီ reading မှာအဲ့လို family energy တော်တော်များရပေါ့နော်ကြည်နေလူတွေကလည်းကြည်နေလူတွေမှာ main ကလေးများလိမ့်မယ်ဒါမှမဟုတ်စိတ်ထားနူးညံ့တဲ့လူတွေဆိုအဲ့လိုမျိုးများလိမ့်မယ်လို့တွေ့ရပေါ့နော်ဆိုတော့ဒီလူတွေကလေအတိတ်မှာဆိုရင်ကိုကဘယ်လိုပြောမလဲကိုလိုစိတ်ချမ်းသာအောင်နေခဲ့တဲ့လူတွေများတယ်ပေါ့နော်ဘာပဲလို့စိတ်ချမ်းသာအောင်လုပ်တယ်ကိုစိတ်ချမ်းသာအောင်ထားရတယ်ဆိုရင်မျိုးများရယ်ပေါ့နော်ဘဝကြီးကဘယ်လိုပဲဖြစ်နေပါစေငါတော့စိတ်ချမ်းသာအောင်နေမယ်စိတ်ချမ်းသာအောင်ဘယ်လိုပြောမလဲပြုမှုနေထိုင်နေပေါ့နော်အဲ့လိုမျိုးစိတ်ထားနူးညံ့တဲ့လူတွေများရယ်ဥပမာထားပါတော့ကိုဘေးနားလူကမကောင်းဆိုရင်တော့မှာပဲငါတည်မလားကိုစိတ်ချမ်းသာအောင်နေတတ်တယ်ဆိုတဲ့လူမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေများရယ်ဆိုတော့အတိတ်မှာလေကိုကအဲ့လိုလူဖြစ်ခဲ့ဒါပေမဲ့အခုအချိန်လေးမှာဘယ်လိုဖြစ်နေလဲဆိုတော့တစုံတစ်ခုပါပေါ့နော်ဖြစ်ရတစ်ခုကလို့ကိုကတော့ဒီမှာအဲ့လိုမျိုးတည်ငြိမ်အောင်နေခဲ့တယ်စိတ်ချမ်းသာအောင်နေခဲ့တယ်ဒါပေမဲ့လူတစ်ယောက်ကလည်းဖြစ်ရတစ်ခုကဖြစ်အဲ့လိုကိုအာယုံလေးကိုထွေပြားသွားအောင်လှုပ်လိုက်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကိုကတော့စိတ်ချမ်းသာအောင်နေခဲ့တယ်ဒါပေမဲ့လို့ထားပါတော့ကိုစိတ်ချမ်းသာအောင်လုံးဝနေလို့မရတဲ့အခြေအနေမျိုးနဲ့တွေ့ရတယ်ဒါမှမဟုတ်လို့ရှင်လေတယောက်ကပြောတယ်ပေါ့နော်နည်းအဲ့လိုနေတာဘယ်လိုပြောမလဲ healthy မဖြစ်ဘူးလေအဲ့ဒါ toxic ဖြစ်တယ်ပေါ့နော်တည်ရမလားအဲ့လိုမျိုးတယောက်ကပြောလိုက်တာလေကိုယ့်ရဲ့ယုံကြည်မှုတွေကိုအဲ့လိုမျိုးလှုပ်နှိုးလိုက်တယ်လို့မျိုးပေါ့နော်shake ဖြစ်သွားတယ်ကိုယ့်ရဲ့အတွေးတွေကိုနောက်ကျသွားအောင်လုပ်လိုက်တယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်ဆိုအဲ့လိုဖြစ်သွားတော့ကိုကဘာလို့ဖို့လိုနေလဲဆိုအခုအချိန်နေမှာပေါ့နော်ကိုကအာယုံတွေများနေတယ်တွေးရတာများနေတယ်လို့အရင်တော့လို့ကိုပဲအာယုံစိုက်နိုင်တော့တာမဟုတ်ဘဲနဲ့အဲ့လိုကိုကအပြင်မှာကြည့်ရတယ်နော်ဘယ်လိုပြောမလဲငါနေနေတာဟုတ်ရလားငါတွေးနေတာမှန်ရောမှန်လားငါရှောက်နေလားဟုတ်ရလားပေါ့နော်ဆိုတော့ကိုအာယုံမစိုက်နိုင်တော့ဘဲနဲ့အဲ့လိုဘေးနားကိုလိုက်ပြီးကြည့်နေရတဲ့အခြေအနေမျိုးရောက်တယ်ပေါ့နော်အဲ့ဆိုရင်တို့ကဘယ်လိုမျိုးနေရတော့ငါနေတဲ့ situation ကဘယ်လိုဖြစ်နေရတော့ဆိုပြန်ပြီးတော့သုံးသပ်ရတဲ့အခြေအနေမျိုးရောက်နေတာပေါ့နော်အခြေအနေတစ်ခုရောက်နေတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာရောက်နေတာဒါပေမဲ့ဒီဟာကမကောင်းလားဆိုတော့မဟုတ်ဘူးဘယ်လိုပြောမလဲကိုယ့်ရဲ့အတွေးတွေကိုကိုကပြန်ပြီးတော့စမ်းစစ်ရမယ့်ကာလတစ်ခုရောက်နေတာဖြစ်တဲ့ကြောင့်မလို့ဒီလိုကိစ္စမျိုးနဲ့ကြုံနေရတာဖြစ်တယ်ပြီးတော့ဒါကကိုယ့်ရဲ့ကံကြမ္မာသတ်မှတ်ထားတဲ့ပြောင်းလဲခြင်းလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုထားပါတော့အရင်တော့ကတော့ကိုကထားပါတော့တယောက်ကကိုလာလို့ရင်တော့ကိုကတီးခံပြီးတော့ငါတီးခံပြီးနေလိုက်ရင်ပြီးတော့မှာပဲလေဆိုပြီးတော့တွေးကြရမျိုးရှိကောင်းရှိလိမ့်မယ်ငါလည်းစိတ်ချမ်းသာတဲ့တည်းမှာငါလည်းသူများဘာမှဗလဲမနောက်ချက်ချင်ငါလည်းသူများအလုံးနားချအောင်မလုပ်ချင်ဘူးဆိုပြီးနေရမှန်ပေမဲ့အခုကျတော့ဘယ်လိုပြောမလဲငါတိခံကြီးပဲတိခံနာပဲတိခံနေလိုက်လို့ကိစ္စတွေကတော့ပြည်လေသွားမှာလားဆိုအဲ့လိုတွေးမိရဲ့ခါလာတစ်ခုရောက်လာတယ်ပေါ့နော်အတွေးအစ်တစ်ခုပြီးရင်ပညာရဲ့အစ်တစ်ခုအဲ့လိုမျိုးအတွေးပေါက်သွားစီနဲ့
အဲ့လိုမျိုးလမ်းစာတွေ့သွားစီမဲ့အတွေ့အအခုချိန်မှာခံစားနေရပါတော့ဆိုချင်းတီပါအခုချိန်မှာစိတ်ရှုံနေလိမ့်မယ်စိတ်ပင်ပန်းနေလိမ့်မယ်လို့ဘေးနာလူကိုလိုက်ကြည့်မိလိမ့်မယ်ကိုယ့်ကိုအာရုံမဆိုင်နိုင်ဘူးဖြစ်လိမ့်မယ်အဆင်ပြေတယ်ဟိုပြောချင်တာကိုယ့်ရဲ့အတွေ့အကိုလွတ်ထားလိုက်ဆိုတာဟိုတွေးပါစေဒီချိန်မှာတွေးကိုတွေးရမှာပဲဆိုတော့ဒါဒီကံကြမ္မာဖြစ်တယ်ဆိုတော့ဟိုဒါ future gap เนาะ future gap မှာကျတော့ဘာတွေ့နေလဲဆိုတော့ကိုကအခုဖြစ်နေတဲ့အဆင့်အားတော့ preparation အဆင့်ပေါ့နော်ဟိုဘာလို့လဲဆိုတော့အနာဂတ်မှာကံကြမ္မာလုံးဝကိုနေရာတစ်ခုပို့တော့မှာပြောင်းလဲတစ်ခုပြောင်းလဲဖို့ရှိနေတာ major change ပေါ့နော် major change ဆိုတဲ့သဘောမျိုးမှထားပါတော့ဟိုဘယ်လိုပြောမလဲတေးကိုပြောင်းလဲရမျိုးမဟုတ်ဘူးပေါ့နော်ဟိုအကြီးကြီးပြောင်းလဲတာပေါ့နော်အကြီးကြီးဆိုတာထားပါတော့နေရာပြောင်းလဲရလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်အလုပ်ပြောင်းလဲရလူကကိုလုံးဝစိတ်သက်လူတစ်ဖြစ်သွားတာအဲ့လိုမျိုးခံစားရမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဟိုဘာလို့လဲဆိုတော့ဒီအစ်စ်မှာကိုကဟိုစိတ်ရှုံနေရဲ့အတွေးတွေဖြစ်နေရဲ့ဆိုတော့ဒါလည်းပြီးတော့ဒီအစ်စ်လည်းပြီးတော့ကိုကသဘောပေါက်သွားပြီနားလဲသွားပြီဘယ်လိုဆက်နေရမလဲဘာဆက်ဖြစ်ရမလဲဆိုတာနားလဲသွားပြီဆိုတော့အဲ့အချိန်မှာကံကြမ္မာကိုခေါ်သွားမယ့်နေရာတစ်ခုရှိရဲ့ကံကြမ္မာကိုဟိုပေးမဲ့အခြေအနေတစ်ခုရှိရဲ့ပေါ့နော်ပြီးတော့ကိုကအဲ့ဟာကိုညင်းဆန်လို့မရဘူးပြောချင်တဲ့သဘောထားတော့ကိုကဒီစိတ်ရှုပ်တဲ့ကိစ္စတွေဖြစ်ပြီးရင်နောက်မှာတနင်္ဂနွေတော့ကိုအကြောင်းပန်လာတယ်ကိုမသွားချင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့သွားရမယ်ဆိုတဲ့အချိန်မျိုးမှာကြုံရတယ်ဆိုဒါသည်ဟိုကံကြမ္မာပဲပေါ့နော်ဟိုဒီအဆင့်မှာကိုကဒီကံကြမ္မာအတွက်ကြိုတင်ပြင်ဆင်ရတယ်လို့မျိုးပေါ့ဆိုတော့ဟိုဒီအချိန်ကြီးမှာဟိုဘယ်လိုနေရမလဲပေါ့နော်ဘယ်လိုနေရမလဲဆိုတော့ဒီပြောင်းလဲမှုဒီတော့ကံကြမ္မာစီစဉ်ပြီးပြောင်းလဲမှုဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့ဘောမှာဖြစ်ကိုဖြစ်ရမယ်ပြောင်းလဲမှုပေါ့နော်ဆိုတော့ကီရာကတော့ဒီပြောင်းလဲမှုကိုအကောင့်ဘက်ကိုသွားတယ်လို့ပဲယုံတယ်ဘာလို့ဆိုတော့ဟို university ကလိုမျိုးကိုယ့်ကိုဆွဲခေါ်တယ်တကူတကဆွဲခေါ်တယ်တကူကသွားစီခြင်းနဲ့ဆိုတာဒီအဲ့ဒီနေရာမှာကိုသင်ယူရမယ့်အရာတွေရှိနေလို့ကိုလုပ်ရမယ့်အရာတွေရှိနေလို့ဆွဲခေါ်တာလို့ယုံကြည်တယ်ဆိုတော့ဒီကံကြမ္မာဟိုကိုယ့်ကိုခေါ်သွားမယ့်ပြောင်းလဲမှုဒီအကောင့်ဘက်ကပြောင်းလဲမှုလို့ပဲကီရာယုံကြည်တယ်ဆိုတော့ဒီအချိန်လေးဒီခက်ခဲတယ်ပေါ့နော်မကြည့်ဒီချိန်နဲ့ဒီခက်ခဲတယ်အတွေးတွေရှုပ်တယ်အရန်တွေးနေရတဲ့အချိန်တွေဖြစ်တယ်အာရုံမဆိုင်နိုင်ဘူးโอเคတယ်ဆိုတော့ဒီချိန်ဒီမှာဘယ်လိုနေရမလဲဆိုတော့ stress နဲ့နေရမယ် stress ကကြတော့ဘယ်လိုပြောမလဲလူတွေကပြောကြရင်မလားဟိုဘယ်လိုပြောမလဲတယောက်ကိုချစ်မြတ်လို့ရဲဆိုတာအားပြော့တာပဲလို့မြင်ကြတယ်ဒါပေမဲ့တကယ်တော့ဟိုတယောက်ကိုချစ်မြတ်လို့လိုက်ဖို့တယောက်ကိုကျင်နာပေးဖို့ကတကယ်တော့ဟိုအင်အားတွေအများကြီးလိုတယ်ပေါ့နော်အားရည်တွေအများကြီးလိုတယ်ဟိုမတော်တဆအဲ့ဒီလူကကိုယ်ကိုပြန်မချင်ဘယ်လိုလုပ်မလဲကိုကျင်နာပေးရလူကကိုယ်ပြန်မချင်နိုင်ဘယ်လိုလုပ်မလဲသိရမလားဆိုတော့တယောက်ကိုချစ်လိုက်ဖို့တစုံတက်ကိုကျင်နာပေးလိုက်ဖို့ကဟိုအင်အားရည်တွေအများကြီးလိုတဲ့ကိစ္စပေါ့နော်တကယ်တန်မားရဲ့လူတွေကဒါအဲ့လိုမျိုးချစ်နိုင်တာအဲ့လိုမျိုးဟိုကျင်နာပေးနိုင်တာပေါ့နော်ဆိုတော့ဒီကတ်မှာမြင်နေရတယ်အဲ့လိုမျိုးပဲကိုကဒါမျိုးတွေကိုကြုံတွေ့နေရတာဖြစ်တဲ့ကြောင့်မလို့အဲ့လိုမျိုးနူးညံ့တဲ့ဆွမ်းအားပေါ့နော်နူးညံ့တဲ့တန်မာခြင်းအဲ့လိုတန်မာခြင်းတစ်ခုနဲ့ကိုကဖြတ်ကျော်အောင်ပါဒါပေမဲ့အဲ့ဒီတန်မာခြင်းကလည်းပဲကိုယ့်ရှိမှကျင်းသေးပေါ့ရှိပြီးသားတန်မာခြင်းပဲဆိုတော့ဟိုကိုကမှန်တယ်အများကြီးကိုဆွဲဘယ်လိုပြောမလဲဝင်အများကြီးကိုဆွဲနေရတယ်ခံစားရဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လို့ဘယ်လိုပြောမလဲအင်အားနဲ့ပေါ့နော်ကိုမှရှိပြီးသားအင်အားကြီးနဲ့ရှေ့ဆက်ပြီးတော့သွားနိုင်မယ်လို့ယုံနေပေါ့နော်ခီပါဆိုတော့ဒီနေ့ region လေးကတော့ဒီလောက်ပါပဲခီပါနည်းနည်းတော်တော်လေးနေတဲ့ကိစ္စတွေကိုပြောမိတယ်လို့ဖြစ်သွားရပေါ့နော်ဒါမဲ့လည်းအဲ့ဒါကောင်းပါတယ်ဆိုတော့ခီရာရဲ့ဒီတောက်လျှောက်လာတဲ့ reading နဲ့အကုန်လုံးမှာလို့ပြောင်းလဲတဲ့ဟာကိုပြနေပေါ့နော်လုံးဝကံကြမ္မာယူလာတဲ့ပြောင်းလဲခြင်းအရှိရ reading video တွေမှာလည်းအဲ့လိုပဲတောက်လျှောက်ပြောင်းလဲခြင်းတွေပြနေရဆိုတော့ခီရာရဲ့ reading ကြည့်နေတဲ့လူတွေခီရာရဲ့ follower တွေကအကျဉ်းသေးပေါ့ဒီပြောင်းလဲခြင်းကာလကိုဖြတ်ကျော်နေရပေါ့နော်ဆိုတော့ဒီအချိန်လေးမှာရှုပ်ထွေးနေရတဲ့အကုန်လုံးလည်းအဆင်ပြေသွားပြီးတော့ကိုသိတဲ့အရာတွေကိုအတွေးပေါက်တဲ့အရာတွေကိုအတွေးပေါက်ပြီးတော့ဒီပြောင်းလဲခြင်းကိုအဆင်ပြေနဲ့လွယ်ကူဖြတ်ကျော်နိုင်ပါစေလို့ခီရာစတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်